အခြေအေးမှာလမ်းခွဲဖို့အတွက်အကောင်းဆုံးရေရာတစ်ခုကိုကျွန်တော်ပြောပြပေးမယ်။မိမိကစိတ်ဆန္ဒပြင်းပြင်းပြသလောက်ပေါ့နော်။ဒီရေရာလောက်ကောင်းတဲ့ရေရာမရှိဘူးလို့တော့ကျွန်တော်မြင်တယ်။တကယ်ကိုကောင်းပြီးတကယ်ကိုထိရောက်တဲ့လွယ်ကူပြီးတော့ထိရောက်တဲ့ကုသိုလ်လေးရမယ်ရေရာမျိုးပေါ့နော်။ရေရာဆိုတာတက်ကိုဒါအတိတ်ထန်ကျင့်တယ်လို့ပြောရမှာပေါ့နော်။ဒီ run ဆွဲတာတွေပါတယ်တော့ကျွန်တော်ပြီးရင်ပြောပြမယ်ဆက်ပြီးတပေါင်းတစ်စီးလေးလုံးမှာပေါ့နော်အဲ့ဒါကိုတော့ဆက်ပြီးပြောပြပေးမယ်အဓိကကတော့ကျွန်တော်တို့ကမောရတုတ်ရွတ်ရမှာဖြစ်ပါတယ်တစ်ဖက်လူကလုံးဝမရတော့ခွဲထွက်ခြင်းတဲ့အချိန်မှာလွတ်ဆွဲထားတဲ့လက်တွေရှိတယ်အဲ့တော့ကိုကလုံးဝပဲလမ်းခွဲမှရရမယ်သူဆိုရင်ဒီနီးလန့်ကိုလုတ်တကယ်ကိုထိရောက်တယ်ဘယ်လိုရွတ်ရမလဲဆိုတော့မောရတုတ်က6ပိုက်ပဲရှိတယ်နော်မောရတုတ်တူတူလေးပါအဲ့တော့ဒါလေးမှမကြက်ချင်တော့မရဘူးပေါ့နော်မရဘူးဆိုရင်တော့ကြည့်ယွင်နဲ့ယွင်နဲ့ရသွားလိမ့်မယ်အဓိကဘယ်လိုရွတ်ရမလဲဆိုတော့မိမိရဲ့မွေးနေ့ကစပြီးတော့မိမိရဲ့တက်စစ်မောရတုတ်ကိုရွတ်ပေးရမှာဖြစ်ပါတယ်။ထားပါတော့တောက်ကြသားသမီးကအသက်20ရှိတဲ့တောက်ကြသားသမီးဆိုရင်တောက်ကြနေကနေစပြီးတော့မောရတုတ်ကိုတစ်နေ့လင်အခောက်20တထိုင်နဲ့ရွတ်ချင်လဲရွတ်ထိုင်ဖြစ်စေလမ်းလျှောက်ရင်ဖြစ်စေအိမ်ရင်ဖြစ်စေလှုပ်လှုပ်ရင်ဖြစ်စေအလင်းအသင့်တယ်လို့ရွတ်အဓိကအခောက်20ပြည့်ပေါ့ဖះမှာအဋိဌံဝင်ရမှာပေါ့နော်။ဘယ်နည်းအဋိဌံဝင်ရမှာလဲဆိုရက်20ပေါ့နော်။တောက်ကြသားသမီးအသက်20ရှိတဲ့သူဆိုရင်တောက်ကြနေကနေစပြီးအခောက်20ရွတ်မယ်။ဘယ်နည်းရွတ်မလဲဆိုတော့အခောက်20ကိုရက်20ရွတ်မယ်နားရှုံမသွားနဲ့နော်ကိုယ့်ရဲ့မွေးနေ့လိုက်ကိုက38နှစ်ရှိတယ်ဆိုရင်တရက်ကို38ခေါက်ရွတ်မယ်ပြီးရင်ဒီရွတ်ရမယ့်ရက်ကလည်း38ရက်ဒါမျိုးဖះမှာတခါတည်းကိုယ့်ရဲ့အသက်နဲ့အတိတ်ထံဝင်ပေါ့နော်ဒီနေ့တရက်နေ့ကနေကိုယ့်ရဲ့အသက်ဆိုရင်ဘယ်နေ့20ရက်နေ့စီဆို20ရက်နေ့အထိဒီလိုတိတ်ထံဝင်ပါမယ်ဖះမှာအတိတ်ထံဝင်ပုံနီးရလေထားပါတော့ကျွန်တော်ဗုဒ္ဓဥဒဆိုရင်ကျွန်တော်ဗုဒ္ဓဥဒမောင်ချမ်းပြည်ဒီနေ့မှစ၍ဒီမောရတုတ်ပရိဒါတော်မြတ်ကိုအသက်စစ်ရွတ်ဖတ်ပူဇော်ပါမည်မြတ်စွာဘုရားရှင်ထင်းမောင်း၌တိတ်ထံပြုပါသည်ပေါ့နော်ဒါမျိုးပေါ့အဲ့မျိုးလေးဒိဋ္ဌံပြုတ်ပြီးဤသို့ရွတ်ဖက်ပူဇော်သောအကျိုးကြောင့်အဒိဋ္ဌံဝင်ရသောအကျိုးကြောင့်ကိုဖြစ်နေတဲ့ဆန္ဒလေးကိုတောင်းဘသူနဲ့လမ်းခွဲကျင်တာတော့ဟုတ်လားဒါတော့မက်ဖြူဆိုရင်ကျွန်တော်ချမ်းပြီးမက်ဖြူနဲ့လမ်းခွဲအမြဲဆုံးလမ်းခွဲနိုင်ပြစေဆူတောင်းလေးကတစ်ခုလေးပဲတောင်းဒိဋ္ဌံပြုတဲ့ချိန်မှာနေတိုင်းအဲ့ဆူတောင်းပဲတောင်းအဲ့တော့ဒါမျိုးကိုယ့်ရဲ့တက်စေးလိုက်လောက်ကြည့်ပါတကယ်ကိုထူးခြားပါတယ်တကယ်ကိုပူလောင်နေရတဲ့အရာတွေတော့မှအေးချမ်းပါတယ်အဓိကတော့ဒီအိမ်အောင်အချုပ်နှောင်ဘေးကနေကင်းဝေးအောင်ပေါ့နော်1500ဆိုတဲ့ဒီအချုပ်နှောင်ဘေးကနေကင်းဝေးအောင်လို့ဒီမောရတုတ်အဋိဌံကိုရွတ်ခိုင်းတာဖြစ်ပါတယ်တကယ်ထိရောက်ပြီးတော့တကယ်ကိုလုပ်တယ်ပေါ့နော်ကျွန်တော်စီမှာရောက်လာကြတဲ့သူတွေများတယ်ကျွန်တော်ဆိုဒီကာလမှာနားထားတယ်ကျွန်တော်ဒီဟာကြီးပဲပြလိုက်တာဒီနီးနဲ့ကြီးပဲအဆင်ပြေသွားတဲ့သူတွေအများကြီးပဲအဓိကကတော့ကိုယ့်ရဲ့တက်စိအမြဲတမ်းရွတ်ပေးပါဆရာရဲ့တက်စိမဟုတ်ဘူးအများကြီးရွတ်ချင်တယ်တနေ့ကို100လောက်ရွတ်ချင်တယ်ရွတ်ရတယ်ဘာမှမဖြစ်ဘူးကုသိုလ်တော်ရသည်ပေးရွတ်တာလေကျွန်တော်ကကုသိုလ်လေးရဝင်လဲဝဆိုတာဒါမျိုးမှဒါမျိုးအစ်စ်အဲ့တော့ဒါမျိုးဒိဋ္ဌံလေး2ခါလောက်တချို့တွေကတစ်ခါတစ်ခေါက်မြောက်မှလည်းဒိဋ္ဌံအောင်ပြီးတဲ့အချိန်မှာတိတာတယ်တချို့ဆို2ခေါက်မြောက်3ခေါက်မြောက်လောက်မှတိတာတယ်ကိုယ့်ရဲ့စိတ်ဆန္ဒပြင်းပြသလောက်ကိုထူးခြားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒါလေးလာပြောပြပေးတာခုဒီမှာဒီကရဝေးမှာဆိုလဲဒီ run လေးဆွဲပြီးတော့ရေးပြီးပြီဆိုရင်မီးရှို့ပြီးတော့ပြာချပြီးအဲ့ပြာတွေကိုမှုတ်ထုတ်ပလိုက်အဝေးကိုယ့်ရဲ့အခန်းထဲမှာမမှုတ်ထုံနေပေါ့နော် brain box အပြင်တော့မှထွက်ပြီးတော့မှုတ်ထုတ်ပလိုက်ပြီးရင်ဒီလူနဲ့အမြန်ဆုံးလမ်းခွဲပြရစီပေါ့နော်အဲ့ဒါလေးကိုဆူတောင်းအဲ့တော့ဒီဟာရေးပုံရေးနည်းလေးလည်းကျွန်တော်ပြောပြထားတယ်ဒီဘိုင်းရွန်လေးရေးပုံရေးနည်းကျွန်တော်ဒီဗီဒီယိုထဲမှာပြောပြထားတယ်မယ်နော်လမ်းခွဲဖို့အကြောင်းဖန်လာဖို့ဆိုဒါဆိုဒီဗီဒီယိုထဲမှာဆိုဒီ cyber လေးကိုဖက်နဲ့မှာကတ်ပြီးတော့လောက်ခိုင်းတာပေါ့နော်အဲ့နီလန်လေးလောက်ဒီလိုမျိုးကရဝေးရွက်ရှိတယ်ဆိုတော့ကရဝေးမှာဒါမျိုးလေးရေးပြီးတော့ဆွဲပြီးရင်မီးရှို့ပြချပြီးတော့လေမှုတ်ထုတ်ပြီးတော့ဆူတောင်းပြီးရင်အဋိဌံလေးလောက်တကယ်ကိုထိရောက်တယ်အဲ့တော့ဒီစီရင်ဒီလုံးမဲ့ area လေးကိုပြောပြပေးတာပေါ့နော်အဋိဌံကျင့်တယ်လို့လောက်တင်ဖြစ်ခြင်းနဲ့တင်ကွဲခြင်းကွာခြင်းတဲ့သူတွေတေချာပေါ့ဒီအဋိဌံကာလအောင်ပြီဆိုရင်ထူးကိုထူးပါလိမ့်မယ်တေချာပေါ့ကွဲပါတယ်နော်အဓိကကွဲခြင်းတဲ့နေရာမှာတခုရှိသေးတယ်ဘာလဲဆိုတော့မိမိကမဟုတ်တာလုပ်ထားတဲ့သူလားတစ်ဖက်ကတချို့ကမဟုတ်တာလုပ်ပြီးတော့လမ်းခွဲမပေးတာမျိုးပေါ့နော်အဲ့တော့ကိုကသစ္စာပြုပေါ့နော်မှန်ကန်သောသစ္စာစကားကိုပြုပြီးတော့ဒိဋ္ဌံလုပ်ပါအဲ့တော့ထူးကိုထူးကြပါတယ်ဒါလေးလာပြောပေးတာပါအဆင်ပြေပါစေ